နံပါတ်1ခီယန်ရဲ့အဓိပ္ပာယ်တော့စာရေးတာပေါ့ရေးသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခီယန်ရေးသည်စာရေးတာကိုပြောတာနံပါတ်2ခီယန်ချူအသစ်ပေါ်လာတဲ့စကားလုံးချူရဲ့အဓိပ္ပာယ်နာမည်နော်ဆိုတော့ခီယန်ချူဆိုတော့နာမည်ကိုရေးတယ်ပေါ့နော်ခီယန်ချူနာမည်ကိုရေးတယ်နံပါတ်3เขียนชื่อลงในหนังสือเขียนชื่อลงในหนังสือเขียนชื่อအဲ့ဒီမှာအသစ်ပေါ်လာတဲ့စကားလုံးအရှိကြီးပဲလုံနိုင်หนังสือโอเคအဲ့တော့ကြည့်အောင်လုံရဲ့တစ်လုံးနဲ့ရဲ့အဓိပ္ပာယ်ဆင်းတာအပေါ်ကနေအောက်ကိုဆင်းနေဆိုရင်လုံရမယ်နော်အဲ့ဆိုခါကျတော့ဒီလုံရဲ့အဓိပ္ပာယ်ဘာနဲ့တွဲပြရမှာဆိုရင်ရှေ့က Kian နဲ့တွဲပြရမှာပေါ့နော်အဲ့တော့ Kian 2လုံဆိုရင်နာမည်ကိုရေးဆင်းတယ်လို့မပြောနာမည်ကိုရေးချတယ်ပေါ့နော်နာမည်ကိုရေးချတယ်ဘယ်နေရာမှာရေးချမလဲနောက်မှာနေရာပါတယ်နိုင်หนังสือအဓိပ္ပာယ်တော့စာအုပ်ထဲမှာဆိုတော့ เขียนชื่อลงในหนังสือစာအုပ်ထဲမှာနာမည်ကိုရေးချတယ်ပေါ့နော်နောက်ဆုံးတစ်ကြောင်းเขียนชื่อลงในหนังสือให้ชัดเจนအသစ်ပေါ်လာတဲ့စကားလုံးให้ชัดเจนအဓိပ္ပာယ်ကတော့ရှင်းလင်းအောင်ให้ရဲ့အနောက်မှာ verb adjective နေဆိုရင်အဲ့ဒီ ให้ ဒီအောင်လို့ပြန်ရမယ်ပေါ့နော်အဲ့တော့เขียนชื่อลงในหนังสือให้ชัดเจนအဓိပ္ပာယ်လေးကတော့စာအုပ်ထဲမှာနာမည်ကိုရှင်းလင်းအောင်ရေးပါရှင်းလင်းရေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့အပေါ်နံပါတ်3မှာပါတာကเขียนชื่อลงในหนังสือဒီထက်ပါပြီးသားအတူတူပဲနံပါတ်3နဲ့အသစ်ပေါ်လာတဲ့စကားလုံးให้ชัดเจนအဓိပ္ပာယ်ကတော့ရှင်းလင်းဖြစ်အောင်ရှင်းလင်းဆိုတဲ့အဓိပ္ပာယ်ရမယ်နော်ဒီလိုသင်ခန်းစာလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ video class အနေနဲ့အဲ့လိုရပါတယ် video class ထဲမှာတော့ကျွန်တော်တို့တချို့ grammar လေးတွေကိုအသေးစိတ်ပြန်ရှင်းပြထားလေးတွေပါတယ်နောက်တစ်ခုကတော့ဒီသင်လိုက်တဲ့စာပိုက်ကိုနားလည်လားနားမလည်လားစမ်းစစ်လို့ရအောင်ကျွန်တော်တို့မေးခွန်းလေးလည်းထည့်ထားပေးတယ်ပေါ့နော်ဆိုတော့ပတ်ချင်တဲ့စိတ်ဝင်စားရဆိုရင် video လေးကို screenshot ရိုက် page messenger မှာအသေးစိတ်စုံစမ်းလို့ရပါပြီဆိုတော့ဒီ video ကနေလာအပ်တယ်ဆိုရင်လည်းအထူးစီးနေနေရရှိဦးမှာဖြစ်ပါတယ်နောက်ထပ် video လေးမှာထပ်တွေ့ပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်